အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မခစ်ကဒီ comment လေးကိုပြန်ပေးချင်လို့ပေါ့နော် comment လေးကမေးထားတာ density စစ်ပွိုက်ကြည့်နီးရဲ့နောက်ပြီးတော့လို့ရှိရင်ကျွတ်နှုံးလေးကိုတွေ့ပြပေးပါသည်ချဲလေဟုတ်ကဲ့ပါရှင် density စစ်ပွိုက်ကိုကြည့်တဲ့နီးကကြတော့နေ့ဖက်ကျအသေးစိတ်လေးဒီသေးလေးတင်ပေးပါမယ်နော်နောက်တစ်ခုကကြတော့ကျွတ်နှုံးတွေ့နီးကိုလည်းနောက်ဗီဒီယိုဖိုင်မှာတွေ့ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာကတော့ density စစ်ပွိုက်ကိုထွက်လာတဲ့စစ်ပွိုက်ကိုဘယ်နှပဲကြီးလဲဆိုတာကိုသိအောင်တွေ့ပြပေးမှာဖြစ်ပါတယ်ရှင်โอเคဒါဆိုရင်ဒီမှာ density set point ဆိုတာကျတော့ဥပမာကျဲတို့ကဆက်ကတွေ့လာတာ 19.6 လို့မှတ်လိုက်မယ်ပေါ့နော်ဆိုတော့16ပဲရည်မှာဆိုရင် standard က 19.25 ဆိုရင်အခောက်ပြည့်တယ်ပေါ့နော်19ဆိုရင်တော့အခောက်ပြည့်ပါတယ်ရှင်အဲဆိုရင်အနည်းလို့များစားချိန်နဲ့တွေ့လိုက်မယ်ဒီခုထွက်လာတဲ့ set point ကိုဘယ်နှပဲရည်လဲတိကျင်တဲ့ set point ကိုအပေါ်မှာတည်ပြီးတော့ဒီ16ပဲရည်မှာဆိုရင်19.25ကိုတည်ပြီးတော့16နဲ့များကြည့်လိုက်ပါမယ်ဒါဆိုရင်14.68ထွက်တယ်ပေါ့နော်ဒီဒသမအရှိကဂိတ်ပြီးကပဲဖြစ်တဲ့အတွက်ကြောင့်14ပဲကိုနှုတ်လိုက်တယ်ကျဲတာကိုရွေးဖွင့်မယ်ဆိုတော့8နဲ့မြောက်တယ်ပေါ့နော်ဒါဆိုရင်9.3.85ရတယ်9ရွေးဒသမအရှိကဟာရွေးဖွဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်ရွေးဆိုပြီးတော့မှတ်ပြီးတော့14ပဲ9ရွေးအည်လို့သတ်မှတ်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဆွေးနွေးပတ်သက်ပြီးတော့သိချင်တာလေးတွေမေးချင်တာလေးတွေရှိလို့ရှိရင်ခုလိုမျိုး comment မှာမှတ်ခဲ့ပေးလို့လည်းရတယ်ဒါမှမဟုတ်ဘူးဆိုရင်ချက်ပေါက်မှာလာမေးလို့လည်းရပါတယ်ရှင်ဒါပေါင်တာပဲဖြစ်ဖြစ်ရောင်းတာပဲဖြစ်ဖြစ်နေတဲ့အခက်အခဲလေးတွေကိုလာပြီးတော့ဆွေးနွေးတိုင်ပေးလို့ရပါတယ်ဒါမှမဟုတ်ဘူးဆိုရင်ရှည်တည်တဲ့လှုပ်ချင်တဲ့sorry ဆွေပတိဖွင့်ချင်တယ်ဒါမှမဟုတ်ဘူးဆိုရင်ဆွေဆိုင်ဖွင့်ချင်တယ်ဒါမှမဟုတ်ဆွေလုပ်ငန်းကိုအယောင်းဝယ်လုပ်ချင်တယ်အပါလုပ်ငန်းလုပ်ချင်တယ်အဲ့လိုမျိုးလုပ်ကင်ချင်တဲ့သူတွေအတွက်လာစဉ်တန်းခွဲလေးတွေဖွင့်ပေးထားတာလေးရှိပါတယ်တန်းခွဲလာစဉ်ရှိတဲ့အမြို့တွေကကြတော့မန္တလေးရန်ကုန်တောင်ကြီးနေပြည်တော်တွေဖြစ်ပါတယ်ရှင်စစ်သွယ်မင်းမြဲစုံစမ်းချင်တယ်ဆိုရင်တော့အုံညောက်ကို96နှစ်3နှစ်4လောက်ဘိုင်ဘာမှာလာမေးလို့လည်းရတယ်လို့အုံညောက်ကို45နှစ်နဲ့8618ကိုဖုန်းခေါ်ပြီးလို့လည်းဒီ channel တိုင်းရိုက်မေးလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်မခက်ပါ